ပြောကောင်စီကဒီခါတိုင်းဝင်နေကြဂိတ်မဟုတ်ဘူးပေါ့နော်ဂိတ်မဟုတ်ပဲနဲ့ဟိုဘက်ချမ်းကဂိတ်တစ်ဖက်ခါတိုင်းဆိုရင်ထွက်တဲ့အပေါက်ပေါ့နော်ထွက်တဲ့အပေါက်ကိုကျမတို့ဝင်ရတာပါအိုက်တဲကိုလေဝင်ရပြီးတော့မှပြန်ထွက်လာတဲ့ခါကျတော့ဒီကျမနဲ့အတူတူကျမတို့နဲ့အတူတူပါသွားတဲ့ဒီဒေါက်တာမျိုးအောင်ရဲ့ရှင်းနေဦးသိန်းလှိုင်ထုံးပေါ့နော်ဦးသိန်းလှိုင်ထုံးကိုကတော့ရန်ကုန်တကုံစိတ်ကမ်းမြို့နယ်မှာဆိုလားရန်ကုန်မှာဆွဲထားတဲ့9ရက်5ကာကြီးနဲ့ဆွဲထားတဲ့အမှုတွေဆိုပြီးတော့မှဖမ်းဆီးရခံလိုက်ရပါတယ်ရှင်6ကျမတို့6ယောက်ထဲကပေါ့နော်ဒေါက်တာမျိုးအောင်ရဲ့ရှင်းနေဦးသိန်းလှိုင်ထုံးကိုဖမ်းဆီးရခံလိုက်ရပါတယ်ရှင်အမေဝတ်တဲ့အင်ကြီးအယောင်လေးကတော့ဒီနေ့ခဲရောင်ခေါ်မလားခိုပြနုရောင်ခေါ်မလားအဲ့လိုကြည်ပြရောင်လို့လည်းပြောလို့ရတယ်ပေါ့နော်နုနုလေးနဲ့ဇင်းမဲ့နည်းနည်းအယောင်ရောရှက်တာလေးပါတယ်လုံကြီးလေးဝတ်ထားပါတယ်သပင်ကတော့ခါတိုင်းလိုပဲစီထားပါတယ်ပန်းတော့မပန်းထားအောင်ရှင်ဟိုစပေါ့နော်ခေါင်းစည်းခွင်းလေးနဲ့စီထားတာပါသမရရပါဗျာသမရရကတော့တိုက်ပုံနဲ့ဒီစပေါ့ဒီတမန်ပုံစံမျိုးပါပဲတိုက်ပုံနဲ့ဒီသူ့ရဲ့ဝီဝီစင်ပုံစံမျိုးပါပဲသမရိုက်လည်းကျမပါတယ်ရှင်အသားရည်လည်းအကုန်လုံး3ယောက်စလုံးကတော့စိုးပြီးတယ်လို့ပဲပြောရမှာပေါ့စိုးပြီးနဲ့သူကပြောတယ်လေအိတ်လိုက်စားလိုက်ပဲနေရတာဒီဟိုကလောက်သွားပြီးကြတဲ့နဲ့ပေါ့နော်အထိတ်သိမ်းခံရပြီးရဲ့အချိန်ကလေးနဲ့သူတို့ကပြင်ပကပါနဲ့ဆက်ပြတ်တော့တဲ့အတွက်ကြောင့်မို့လို့သူတို့ဘာမှလည်းမသိရပဲနဲ့အိတ်လိုက်စားလိုက်နေရပါတယ်လို့လည်းပြောပါတယ်ရှင်ဟုတ်ပါဘူးအဲ့တော့ပြည်သူတွေပါစကားပါပြည်သူသမရကြီးကတော့အမှုနဲ့ပတ်သက်တဲ့စကားပဲပြောတာပါရှင်ဟုတ်instruction ဒီအမှုနဲ့ပတ်သက်တဲ့ instruction ပေးတာပဲရှိပါတယ်အမှုတွေအမေကိုဆွဲထားတဲ့အမှုတွေကများတဲ့အတွက်ကြောင့်အမေကိုပေးတဲ့အချိန်နိုင်ဝက်ဆိုတော့နည်းပါတယ်ရှင်အမေကိုနိုင်ကလည်းပြောပါတယ်အချိန်တလောက်ကတော့ဒါဒီနိုင်ဝက်ဆိုတာကတော့မလောက်ဘူးပေါ့နော်အဲ့လိုမျိုးတော့ပြောပါတယ်ရှင်တရားရုံးကဒီနေ့တရားရုံးအခြေအနေကြတော့စစ်တဲ့အခြေအနေကြဘူးတရားရုံးမှာကဒီနေ့ဘာမှမစစ်ဖြစ်ပါဘူးဒီနေ့ပြောတဲ့အတိုင်းတာကတော့အရင်ရုံးချင်းတုန်းကဒီအမှုတယ်နဲ့ရှင်းနေနဲ့တွေ့ပြီးတော့ instruction ယူဖို့ပြောထားတဲ့အတွက်ကြောင့်ဒီနေ့တွေ့ပြီးဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီနေ့ရုံးချင်းကတော့နောက်ထပ်ပြီးတော့ဘယ်နေ့မှတရားခွင်ကိုဆက်လက်ပြီးအမှုကိုဘယ်လိုဆောင်ရွက်သွားမလဲဆိုတဲ့အကြောင်းကိုရုံးချင်းပေးပါတယ်ရှင်ရုံးချင်းကတော့6လပိုင်း9ရက်နေ့ပါရှင်9ရက်နေ့ကိုပေးပြီးတော့မှနောက်ရုံချင်းမှာကတော့မှုကင်းစီမံခန့်ခွဲမှုအစီအစဉ်ကိုစမယ်ဆိုတဲ့အကြောင်းကိုအားလုံးကိုရှင်းနေတွေကိုအသိပေးတယ်နှစ်ဖက်ကိုပေါ့နော်အမှုတွေအပါဝင်အကုန်လုံးအသိပေးပြီးတော့အဲ့ဒီဆက်ရွက်ကလေးပေးပါတယ်ရှင်ကျမတို့လက်မှတ်ရှင်းနေတွေကလက်မှတ်ထိုးပြီးတော့မှဒီနောက်ရုံချင်းကိုမှုကင်းစီမံခန့်ခွဲမှုစတင်မယ်ဆိုတော့သိရှိပေးတဲ့အကြောင်းကိုလက်မှတ်ထိုးရပါတယ်ရှင်ကျွန်တော် instruction ယူရတဲ့နိုင်ဘက်ကရောလွတ်လပ်လပ်ရောအေးစစ်စစ်ရှိရတယ်ဘယ်လိုချင်းမျိုးရှိလဲဆိုတော့အခန်းကတော့ဟိုပါပေါ့နော်ဟိုသူတို့ဘယ်သူမှတော့မဝင်လာဘူးကျမတို့ရှင်းနေတွေနဲ့ဒီအမှုတွေတွေနဲ့တည်တံ့ထိုင်ရတာပါဒါပေမဲ့ဟိုဘယ်လိုခေါ်လဲ CCTV တော့တက်ထားပါပေါ့နော်ဟိုကလေမေကပြည်သူတွေကိုပါအမှားစကားပါလိုက်တယ်ရောအမေကတော့ပြည်သူတွေကိုအရင်ဆုံးသူအမေပြောတာကဒီကျမအလုံးကျမဇေဘိုတက်ဆူတောင်းပေးနေပါတယ်ပြီးတော့ပါတီကိုထောင်ထားတာလေပြည်သူတွေအတွက်ထောင်ထားတာဖြစ်တဲ့အတွက်ကြောင့်ပြည်သူတွေရှိနေပြီးပါတီရှိနေမှာပါလို့အမေကအဲ့လိုမှားပါတယ်ရှင်